你点开了？တယောက်တည်းပေါ့ဗနေရမိကျင်လို့လဲ好吧，我本来说这个人来就你要说的，你他们就哪路吧？ ဟုတ်တယ်ကိုကြီးကဒီနေ့အရေးကြီးမိတီရှိလို့မလို့လေမကြိုးချက်ဒါနဲ့နေပါအောင်ကိုကြီးကနေလိုက်ကြိုးဆိုအကောဘလို့သိရတယ်对了，我前面那里你就你来记。ဘာလို့တွေ့ကျင်တာလဲ记进来不？သိကျင်ပါဘူး前面记进来，我也不变嘛呗。这有钱的了。ဘာပြောနေမှလည်းမသိ啊，这哦，我不用钱了。ဘူးမေးစရာလူသေးလို့လား啊，所以，啊，去了就了。马里，马里，马里， ရှမ်းကိုကြီး ဘာကြီးလုပ်နေရလဲ မလုပ်ပါဘူး ကိုကြီးခေါ်နေရကြာပြီနော်ဘာကြီးတွေးနေရလဲ တော့ဟာတင်နဲ့အစာကြောင်းတွေးနေ ဟောညနေကြလို့ရှိရင်ကိုကြီးပြပရဲ့တဲ့နဲ့ချိန်နာလေးရှိရယ်ပြီးတော့ညီမလေးနဲ့မိတ်ဆက်ပေးရမယ့်လူလည်းပါတော့ညီမလေးကိုကြီးနဲ့တူလိုက်ခဲ့နော် မလိုက်ချင်ပါဘူးကိုကြီးကလည်းလိုက်ချင်ဘူး ညီမလေးဒီရက်ပိုင်းနဲ့တစ်ခုဖြစ်နေတယ်လို့ပဲနော် ဘာမှမပါဘူးဘာလို့လဲ ကဲပါထားပါတော့ ကိုကြီးဟိုကလေဒီနေ့ကြလို့ရှိရင်ညီမလေးတငယ်ချင်းနဲ့ shopping ထွက်ချင်တယ် ဟောအဲ့ဒါမှညီမလေးရယ်ကိုကြီးနဲ့လိုက်ခဲ့ပေါ့ကိုကြီးပြန်လိုက်ဖို့ပြင်မယ်လေ ကိုကြီးကအရေးကြီးကိစ္စနဲ့သွားမှာလေတော်တော်နေမုံချလို့ရှိရင်ညီမလေးဘယ်လိုသွားမှာလဲ အဲ့မှာသဘောအဲ့ဆိုလဲသွားဒါပေမဲ့နော်ကိုကြီးမကြိုက်တာတော့မလုပ်နဲ့ စိတ်ချပါကိုကြီးရတယ်နော်မလုပ်ဘူးနော် ပြီးအော်စောစောပြန်လာခဲ့စိတ်ပူရအောင်ထပ်မလုပ်နဲ့နော်ကိုကြီးထပ်မှာရယ်နော် မလုပ်စိတ်ချနော် ဟေးပါညီလေးခဏနော် 对的，我。好，这，要哪点呢？ နာမည်လေးပြောပြီးပြီပဲလာမှာပေါ့ 我上你啊，家呢，好家呢。 ရှားရဲဆိုတာလေကိုကြီးကိုလိမ်ထွက်လာတာအခုတော့ကိုကြီးယုံချင်တာမဟုတ်ဘူး 哦，这个呀，这个人家说这喏。 ချုပ်ချယ်တော့မဟုတ်ပါဘူးကိုကြီးကဒီညီမလေးတယောက်တည်းရှက်လို့အရန်ရှက်ရှာတာပြီးတော့အရန်လည်းပြီးဆိုင်နေတယ် 好吧，比差不多。我过年前找漂亮。后来说，过了哩，这个人钱呢，送小嘛来找。 ဆိုရှယ်မှာကြောက်တယ်ဆိုတော့ကိုကြီးနဲ့ရေးဆိုင်ရေးလို့လား 现在不得了没？所以，别别得拿，不对也别打死。啊，公路也上去。这样哦，也上去了。 ရေးဆိုင်ရေးတာပေါ့ကိုကြီးရဲ့ 好吧，你瓜好吧。 ညီလေးခဏနော် ဟုတ်ကဲ့ဆရာဘာခိုင်းမိလို့လဲခင်ဗျာ မင်းမလေးနောက်လိုက်သွားပြီးတော့ရော့သူဘယ်သူနဲ့တွေ့ပြီးတော့ဘာကြီးလုပ်လဲဆိုတာကိုထပ်ပုံရိုက်ခဲ့နော်ပြီးရင်ကိုယ့်ကိုယ်လုံးပြန်ပြော ဟုတ်ကဲ့ဆရာ ဟုတ်ကဲ့ဆရာကျွန်တော်ပြန်ရောက်ပါပြီခင်ဗျာ အမလေးညီလေးဘိုးခွင်းနိုင်လုပ်ခဲ့လား ဟုတ်ကဲ့ဆရာ အေးကျေးဇူးတော်ညီလေးရပြီကျေကျေ ကိုကြီးဟုတ် ဒါပဲရပြန်လာ တငယ်ချင်းနဲ့ shopping ပြန်လာလေကိုကြီးရဲ့ တငယ်ချင်း ဟုတ် ကားပါလေ ဘာကြီးလဲကိုကြီးရဲ့ ညီမလေးကိုကြီးညီမလေးကိုမစိုးချင်တော့ဘူးနော်အေးဒီနေ့ကနေစပြီးတော့ဘယ်တင်ထဲမှမသွားအောင်ဘယ်တော့မှမထွက်အောင်အိမ်မှာလည်းနေရမယ်အရေးကြီးကိစ္စရှိလို့ပြင်ထွက်ရမယ်ဆိုရင်တော့
ကိုကြီးပါမှာပြန်ထွက်ရမယ်နော် ကိုဘာဆိုင်လို့လဲ ချက်ချင်းပါစပ်ဖို့ပိတ်တာငါပြောတယ်မယ်လို့ ကိုရောမတရားဘူးနော်ရောမတရားဘူး